ရှီလျားလာတဲ့ခြေသေးတွေနဲ့အမြင့်6ပေနီးပါးရှိပြီးမပြန်တန်းနိုင်တဲ့ကက်ဆိုဝယ်ရီငှက်တစ်မျိုးဟာဒီတောအုပ်ကိုစိုးမိုးထားပါတယ်။ဒါပေမဲ့သူ့ရဲ့အောင်မြင်မှုတော့ချက်ကခန္ဓာကိုယ်ထွားချိုင်းမှုကြောင့်မဟုတ်ပါဘူး။ဖခင်တယောက်မှပိုင်ဆိုင်ထားတဲ့စွမ်းဆောင်ရည်တွေကြောင့်ပါ။ဒီဖခင်ငှက်ကြီးရဲ့သားပေါက်ကလေးတွေကတက်တန်း6ပတ်ပဲရှိပါသေးတယ်။သူတို့ကိုသူတယောက်တည်းကျွေးမွေးပြုစုသွားမှာပါ။သူ့ရဲ့သားပေါက်ကလေးတွေထွားချိုင်းချိုင်းနဲ့တန်မာလာဖို့ဆိုရင်အစားစာတက်လုတ်ချင်းစီဟာအလွန်တန်ဖိုးရှိပါတယ်။ ဒါပေမဲ့ဒီတောအုပ်ထဲမှာတော့အသီးအနှံအများစုဟာသားပေါက်လေးတွေအတွက်အရန်ကြီးလွန်းနေပါတယ်။ဒါကြောင့်သူတို့အတွက်ဖဲ့ပြီးဖြတ်ပြီးမှအဆင်ပြေမှာပါ။နေမီအနှံ့မှာရှာဖွေစားတောက်စရာတွေရှိနေပေမဲ့ရှာတွေ့ဖို့တော့မလွယ်ကူပါဘူး။ဖခင်ကြီးကသူ့သားပေါက်လေးတွေကိုစမ်းချောင်းတစ်ချောင်းကိုဘယ်လိုဖြတ်ကျော်ရမလဲဆိုတာပြသပေးနေပါတယ်။ဒါပေမဲ့သူတို့ရဲ့ခြေထောက်တွေက20စင်တီမီတာပဲရှိတဲ့အခါမှာတော့အခုလိုစမ်းချောင်းလေးတောင်မှအရန်နှံ့နေပါသေးတယ်။သားပေါက်လေးတစ်ကောင်ကတော့ရဲရဲဝံဝံပဲရည်ထဲဆင်းသွားပါတယ်။ဒါပေမဲ့နောက်တစ်ကောင်အတွက်တော့ဒါအရန်ကိုကြောက်စရာကောင်းနေတဲ့အတွက်လာရလန်းအတိုင်းနောက်ပြန်လှည့်သွားပါတယ်။ဖခင်ရဲ့အကာအကွယ်နဲ့မြင်ကွင်းပြင်ပကိုရောက်သွားတဲ့အခါသူ့အတွက်အန်တီရရှိနိုင်လို့ပါ။တတော်ဝအများစုဟာသူတို့ထက်သေးငယ်တဲ့အရာမှန်သမျှကိုစားသုံးပြီးဒီတော့အုပ်ထဲမှာရှင်သန်ကြပါတယ်။သူ့အနေနဲ့ဖခင်ဖြစ်သူကိုရှာဖို့လိုအပ်နေပါပြီ။မြန်မြန်ဆန်ဆန်တော့ရှာမရပါမယ်။ဖခင်ဖြစ်သူကသူ့ရဲ့အော်ဟစ်တန်ကိုကြားပြီးပြန်ထူးပါတယ်။ပြီးတဲ့နောက်မှာတော့ရင်အေးဖွယ်ရာတောက်ပတဲ့အယောင်သွေးအချို့ကိုလှမ်းမြင်လိုက်ရပါတယ်။သူတို့ကြားကတန်ရောစင်ဟာကြောက်ရွံ့မှုတွေထက်ပိုမိုခိုင်မာပါတယ်။ဒီဖခင်ငယ်ကြီးဟာနောက်ထပ်မိမလိုက်ခင်အထိနောက်ထပ်8လကြာအောင်သူ့ရဲ့သားပေါက်လေးတွေကိုလမ်းပြပြီးကာကွယ်ပြီးသွားအောင်မှာပဲဖြစ်ပါတယ်။ ကြည့်ရှုအားပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်။ကြိုက်နေတဲ့တဲ့ဆိုရင် like and subscribe လေးလုပ်သွားကြပါဦးခင်ဗျာ။